강의를 시작하겠습니다. 밍글라바 아쿠아사비 어떤 사바메? 저는 세계경영 아카데미 박창욱 원장입니다. ကျမကတော့မြန်မာစကားပြန်မခင်မြတ်မော်ဖြစ်ပါတယ် 이 강의는 여러분을 지키는 교육입니다. ဒီသင်တန်းကကိုယ့်ကိုယ်ကာကွယ်ဖို့ရည်ရွယ်ပြီးသင်ကြားပေးထားတာပါ 여기서 배우고 현장에서 바로 실천하는 교육입니다. ဒီမှာသင်ယူပြီးလက်တွေ့မှာချက်ချင်းအသုံးချနိုင်တဲ့သင်တန်းဖြစ်ပါတယ် 듣기만 하면 소용없습니다. 반드시 행동해야만 합니다. နားထောင်ရုံနဲ့အသုံးဝင်ပါဘူးလက်တွေ့လှုပ်ဆောင်ရပါမယ် 끼임사고 총 2시간 중에 첫 번째 시간입니다. ညှက်မိမှုမတော်တဆမှုဆိုင်ရာသင်တန်းရဲ့2နာရီကြာအချိန်အတွင်းပထမဆုံးသင်ခန်းစာပါ 그러면 끼임사고는 구체적으로 어떤 사고입니까? ဒါဆိုရင်ညှက်ခံရတဲ့မတော်တဆမှုဆိုတာဘာလဲ 끼임사고는 말 그대로 기계나 장비, 제품에 몸이 끼어서 나는 사고입니다. ညှက်ခံရတဲ့မတော်တဆမှုဆိုတာလူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကစက်ယန္တရားတွေစက်ပစ္စည်းတွေဒါမှမဟုတ်ထုတ်ကုန်တွေမှာပိတ်မိနေတဲ့အခါဖြစ်ပွားတဲ့မတော်တဆမှုဖြစ်ပါတယ် 만 달라도 위험 신호입니다. 아주 조금일 때 대부분 지나칩니다. အနည်းငယ်ကွာခြားချက်ကပင်အနည်းရဲ့ပြချက်တစ်ခုဖြစ်ပါတယ်အရန်သေးနယ်နေတဲ့အချိန်မှာလူအများစုကလစ်လျူရှုထားတတ်ကြပါတယ် 어제와 다릅니다. 그게 핵심입니다. မနေ့ကနဲ့မတူဘူးအဲ့ဒါကအဓိကသောချက်ဖြစ်ပါတယ် 어제와 같으면 안전이고 어제와 다르면 위험입니다. မနေ့ကနဲ့တူရင်ဘေးကင်းပါတယ်မနေ့ကနဲ့မတူရင်အန္တရာယ်ရှိပါတယ် 세 번째 장비는 크레인입니다. 아주 강력하고 위험합니다. တတိယပစ္စည်းကတော့ကရိန်းဖြစ်ပါတယ်အရန်အားကောင်းပြီးအရန်အန္တရာယ်များပါတယ် 예고가 없이 위에서도 옆에서도 옵니다. အပေါ်နဲ့ဘေးကနေကြိုတင်သတိပေးခြင်းမရှိဘဲနဲ့လာတတ်ပါတယ် 사고는 내가 가는 것이 아니라 기계가 나에게 오는 것입니다. မတော်တဆမှုဆိုတာကိုကသူ့စီသွားတာမဟုတ်ဘဲနဲ့ဆက်ကကိုယ့်စီကိုလာတဲ့အရာဖြစ်ပါတယ် 머리 위뿐만 아니라 옆에서도 들이닥치고 뒤에서도 옵니다. အပေါ်ကနေပဲလာနိုင်တာမဟုတ်ဘဲနဲ့ဘေးကနေရောအနောက်ကနေရောရောက်လာနိုင်ပါတယ် 안 보이면 못 피합니다. မမြင်ရရင်ရှောင်လဲလို့မရပါဘူး 기둥과 크레인 사이에서도 자주 발생합니다. 기둥이 비켜주지 않았습니다. တိုင်နဲ့ကရိန်းเจ้าမှာလည်းမကြာခဏဖြစ်တတ်ပါတယ်တိုင်ကဘေးကိုမရွှေ့ပေးပါဘူး